မင်္ဂလာပါ Invest Bible Study မြန်မာမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျမတို့အပတ်စဉ်အပတ်တိုင်းသင်ခန်းစာလေးလာဆွေးနွေးသွားကြတာဆိုရင်9ဘက်မြတ်ကိုရောက်လာပြီဖြစ်တယ်အပတ်တိုင်းပေါ့နော်မောရှေဟာဆိုရင်တော့ဒီအီဂျစ်ပြည်ကရှင်ဘုရင်ထံမှာဖာရောမင်းဘုရင်ထံမှာသွားပြီးတော့မှအမြဲတမ်းတွေ့ဆုံရတဲ့အကြောင်းအရာကိုဟိုတစ်ပတ်တည်းကသင်သွားခဲ့တယ်ဒီတစ်ပတ်မှာဆိုရင်တော့ဘယ်လိုမျိုးဖာရောမင်းရဲ့အကြောင်းအရာများကိုလေ့လာသွားကြမလဲဆိုတာကိုပေါ့နော်ကျမတို့ဒီတစ်ပတ်သင်ခန်းစာထဲမှာဆိုရင်လေ့လာဆွေးနွေးသွားကြမှာဖြစ်တယ်ထို့အတွက်ကြောင့်မဆွေးနွေးခင်မှာအတူတူကဆရာမ white ပေးနဲ့အတူဆုတောင်းကြပါစို့တကောင်းမုန်းရှိတော်မူသောကျွန်တော်ဖဒီနေ့ကိုရရှင်နှုတ်ပတ်တော်ကိုလေ့လာဖို့ရင်ကိုရရှင်ပြင်ဆင်ပေးအတွက်ကိုရောအထူးကျေးဇူးတင်တယ်သာသမီတို့လေ့လာဆွေးနွေးသွားကြတဲ့အခါမှာသာသမီတို့ကိုပိုင်ဉာဏ်စွမ်းစားနဲ့နားလည်နိုင်သောအရာတစ်ခုမှမပါပါဘူးဒါကြောင့်မို့လို့ကိုရရှင်ရဲ့နှုတ်ပတ်တော်ရင်ကတုံဤသီလလူမျိုးတွေအပေါ်မှာကိုရရှင်ရဲ့တကူတော်ကိုရှင်ဘယ်လိုပြခဲ့လဲဆိုတော့လေ့လာသွားတဲ့အခါမှာကိုရရှင်ရဲ့တယုံမှန်ကိုသာသမီတို့မှန်ကန်စွာနဲ့တွေ့ရှိပြီးတော့နားလေတဲ့အတိုင်းဆွေးနွေးတင်ပြနိုင်ဖို့ရန်ကိုရရှင်ကုညီမဆကောင်းကြီးပေးသနာတော်ပါနားထောင်တော်မဲ့သူညာအတွက်လည်းနားထောင်နေတဲ့အချိန်မှာမြည်သည့်နောက်ရှင်မရှိဘဲနဲ့ကိုရရှင်နှုတ်ကပတ်တော်ကိုသေချာလေ့လာနားထောင်နိုင်ဖို့ရန်လည်းကိုရရှင်ပြင်ဆင်ပေးသနာတော်ပါစတောင်းတဲ့ခါမှာကျမ်းနာရသောသူရောက်စဉ်ပုံမှာတော်၎င်းပါဝင်ဆွေးနွေးတော်သူရောက်စဉ်ပုံမှာတော်၎င်းကိုရှိတရှင်တော်မြင်နော်ပါရှိမယ်ဆိုတော့ယုံကြည်ပြီးတော့ခင်ခရစ်တော်ရဲ့နာမတော်ကိုအမိပြုရင်းနဲ့ယူသေးလေးမချင်းများကဖြင့်စက္ကန့်နဲ့စတောင်းမှာဖတ်ပြခင်အာမင်ဆိုတော့ဒီတစ်ပတ်သင်ခန်းစာရဲ့အဓိကပေါ့နော်သူ main focus လောက်ထားတဲ့ကျမ်းပိုက်တွေဟာဆိုရင်တော့ကျမ်းကောင်းစရာအရန်ကိုများတယ်ပေါ့နော်ဘယ်ကျမ်းတဲ့ဆိုထွမြောက်ရာကျမ်းခန်းကြီး9ရှေ့ကို30အထိတောင်မှပဲလေ့လာသွားတာဖြစ်တယ်။ဘာလို့လဲဆိုတော့အရင်ဒီအရှိတပတ်တွေတုန်းကပေါ့နော်မောရှေဟာဆိုရင်ဒီဖာရောမင်းစီမှာသွားပြီးတော့မှတွေ့ရတယ်။ပြီးတော့မှအခုဆိုရင်သူ့ရဲ့ခေါင်းမှာချင်းကြောက်ပေါ့နော်ဘုရားသခင်လူကိုအေးစစ်စစ်နဲ့မလွတ်ချင်တဲ့အချိန်မှာဒီအချိန်မှာဘုရားသခင်ရဲ့ဒီဘယ်လိုပြောမလဲတရားစီရင်ခြင်းလို့ပြောလိုက်မယ်ပေါ့နော်ဒီဣသရေလလူမျိုးအပေါ်မှာဒီလိုမျိုးချုပ်နှောင်ထားတဲ့အတွက်ကြောင့်မို့လို့ဖာရောဘုရင်ကိုတရားစီရင်ခြင်းလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုလေ့လာသွားမှာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးတော့ရှည်သွားတယ်ဆိုတော့ကျမတို့ကတော့အကုန်လုံးမဖတ်တော့ဘူးအခန်းကြီး9အငယ်1ကနေ9အထိပဲဖတ်လိုက်မယ်နော်ဆိုတော့စစားကနေပြီးတော့စဖတ်ရအောင် Okay ထွမြောက်ကျမ်းခန်းကြီး9အငယ်1ထာဝရဘုရားကလည်းသို့ဖြစ်၍သင်ကိုဖာရောဘုရင်ဤဖျားအရာ၌ငါခန့်ထား၏သင်ဤအကိုအာယုံသည်သင်ဤပရောဖက်ဖြစ်ရလိမ့်မည်ခန်းငယ်နဲ့ငါမိန့်တော်မူသမျှတို့ကိုသင်သည်ပြန်ပြောရမည်ဖာရောဘုရင်သည်ဣသရေလအမျိုးသားတို့ကိုမိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကိုသင်ဤအကိုအာယုံသူထံ၌ရှောက်ရမည်ငါသည်လည်းဖာရောမင်းဤနှလုံးကိုခိုင်မာစေ၍အဂတုပြည်၌ငါဤနမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုများပြစေမည်သို့တော်လည်းဖာရောမင်းသည်သင်တို့စကားကိုနားမထောင်ဘဲနေလိမ့်မည်ငါသည်လည်းငါလက်ကိုအဂတုပြည်ပေါ်မှတင်၍ကြီးစွာသောဒဏ်ခတ်ခြင်းအပြင်ငါ၏ဘိုးပါများငါ၏လူ၏ဒီလာအမျိုးသားတို့ကိုအဂတုပြည်မှနှုတ်ဆောင်မည်ထို့သောအဂတုပြည်အပေါ်မှာငါလက်ကိုဆမ်း၍ဣသရေလအမျိုးသားတို့ကိုသူတို့အထက်မှနှုတ်ဆောင်သောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုအဂတုလူတို့သည်သိကြလိမ့်မည်ဟုမောရှေမိန့်တော်မူ၏မောရှေနှင့်အာယုန်တို့သည်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းပြုကြ၏ဖာရောဘုရင်ထံ၌လျှောက်ကြသောအခါမောရှေ၏အသက်သည်အသက်80ရှိ၏အာယုန်၏အသက်သည်အနှစ်83နှစ်ရှိ၏Okay ကျေးဇူးတင်တယ်ဆိုတော့ဒီအပိုက်လေးကိုဖတ်သွားတဲ့အချိန်မှာဆိုရင်သူတို့ရဲ့လုပ်ငန်းကစတင်တော့မယ်ပေါ့နော်ဘုရားရှာဆိုရင်အဂုတုလူမျိုးအပေါ်မှာဘယ်လိုမျိုးလုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုမောရှေနဲ့အာယုန်ထံကိုဘုရားကပြောပြပြီးပြီဆိုတော့ဒီပြောပြလိုက်တဲ့အချိန်မှာဘုရားရဲ့ purpose ကဘာအတွက်လဲမှန်နေဆိုအဲ့လိုမျိုးလုပ်မယ်ဟာကဒီတရားစင်ရှင်လုပ်မယ်ဆိုတဲ့ဟာပေါ့နော်အခန်းငယ်၄မှာပြောတယ်အခန်းငယ်၄နဲ့5မှာပြောတယ်လေအခါမှာငါထာဝရဘုရားဖြစ်ကြောင်းအဂတုလူတွေသိကြလိမ့်မယ်ဆိုတော့သူရဲ့ purpose ကဒီ
ဒီအကတုလူတွေသူတို့ကိုယ်ကွယ်နေတဲ့ဖျားတွေထက်ငါကပိုပြီးကြီးမြတ်တဲ့ဖျားဒီကဘာလုံးစကြောမလားတစ်ခုလုံးမှာငါထာဝရဖျားဘာတွေရှိရဲဆိုတာကိုဒီလူတွေဟေးဒီဣတိလလူတွေမဟုတ်ပဲနဲ့အကတုလူတွေပါအားလုံးသိသွားဖို့ရန်အတွက် purpose ဖြစ်တယ်ဟုတ်မြင်တယ်ပေါ့ ဟုတ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဒီအကုတုမင်းကိုယ်တိုင်ကသူ့ကိုသူတောင်မှပဲဖျားတပားအနေနဲ့နေခဲ့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့မောရှေသွားပြီးပြောတဲ့ချိန်မှာတော့မထီလေးစားဘူးနော်။ဘယ်ဖျားလဲ तू ကဘယ်သူလဲသူ့ကိုသူတောင်ဖျားလို့ပြောထားတဲ့သူဆိုတော့လေအဲ့လိုမျိုးဆိုတော့ဖျားကဒါတွေကိုအရာအားလုံးထဲမှာသူတယောက်ပဲဖျားတစ်ပါးရှိရဲဆိုတာကိုသိစေချင်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တယ်ဆိုတော့မောရှေနဲ့အာယုံဟာဆိုရင်ဖျားစေခိုင်းတဲ့အတိုင်းလှုပ်ဆောင်မှုတွေပြုလုပ်ဖို့အတွက်သူတို့ဟာဆိုရင်ဒီဣသရေလမင်းကြီးရှေ့ရောက်လာပြီပေါ့နော်ဆိုတော့ချက်ချင်းဖျားဓမ္မခတ်သေးဘူးဒါပေမဲ့အကြောင်းအရာလေးတွေပြောပြပေးတယ်နော်ဖျားဖြစ်ကြောင်းကိုဒီမန်တကယ်ဆိုတော့လေဒီဓမ္မခတ်ပဲနဲ့လေလွတ်လိုက်မယ်ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့နှလုံးကခိုင်မာတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တခြားဒီသူတို့လောက်ပြတဲ့အရာတွေပြောတဲ့အရာတွေမယုံတာတွေရှိခဲ့တယ်ဆိုတော့အဲ့ဒီအကြောင်းအရာလေးကိုအစကနေပြီးတော့ပြောပြလို့ရမလား Okay ဆိုတော့ခါကျတော့မောရှေနဲ့အာယုံကဖာရောဘီရင်ရဲ့အရှိကိုရောက်လာတဲ့အခါမှာသူတို့အရင်ဦးဆုံးလုပ်တဲ့အရာကဘာလဲဆိုလို့ရှင်ဖျားသခင်စေခိုင်းတဲ့အတိုင်းတောင်ဝေးကိုသူတို့အရှိမှာသူတို့ရဲ့ရှေ့မှာပေါ့နော်ပြစ်ချလိုက်ရဲ့အခါမှာအဲ့ဒီတောင်ဝေးကမှွေဖြစ်သွားတယ်ဆိုတော့အဲ့ဒီနေရာမှာဆိုလို့ရှိရင် magician မျက်လက်စရာလားမော်စရာတွေလည်းရှိရယ်အကတုပြည်မှာသူတို့ဝိဇာတက်ကိုတက်တဲ့သူတွေပေါ့နော်သူတို့ကလည်းဟာဒါလေးမြငါလို့လည်းနေတို့ဖျားလှုပ်ပြတဲ့ဟာတိုင်းငါတို့လည်းလှုပ်တက်တာပေါ့ဆိုတဲ့ဟာမျိုးနဲ့သူတို့လည်းသူရဲ့တောင်ဝေးကိုလွတ်ချလိုက်တယ်လွတ်ချလိုက်တဲ့အချိန်မှာတကယ်ပဲကြည့်လိုက်တဲ့အခါကျတော့မွေကြီးဖြစ်လာတယ်ဒါပေမဲ့ဒီအရာတွေကမွေအတုဆိုတာကိုသိရအောင်မောရှေပြစ်ချလိုက်တဲ့တောင်ဝေးကနေမွေဖြစ်လာတဲ့မွေကအဲ့ဒီမွေအကုန်လုံးကိုမြုပ်ချပစ်လိုက်တယ်ဆိုတော့ဟိုစားဒီထဲမှာဗာပြောထားလဲဆိုလို့ရှိရင်ဒီလူတွေကဝိဇ္ဇာပညာနဲ့လှုပ်တဲ့သူတွေဆိုပြောချင်တာသူဟာဆိုလို့ရှိရင်စာရမာနနဲ့စာရန်ရဲ့တကိုးနဲ့အလှုပ်လှုပ်တဲ့သူတွေသူတို့ပြစ်ချတဲ့တောင်ဝိတ်ကနေပြီးတော့မွေဖြစ်လာတဲ့အရာဆိုရှင်ဒီကနေ့ကျမျက်လက်ပုံစံမျိုးနဲ့ပဲဖြစ်လာတဲ့အရာအားလုံးပဲမျက်လက်တွေ့ဘူးကြမှာပဲမျက်လက်ဆိုတာကငါတို့အတွေးခေါ်လေးတစ်ခုပဲလှည့်ပေးလိုက်တာအမြင်ကိုလှည့်စားအမြင်ကိုလှည့်စားလိုက်တာပေါ့နော်ဆိုတော့ခါကျတော့ဒီနေရာမှာဘာဖြစ်လို့စာရမဏရဲ့လက်ကွက်လို့ပြောလို့ရမလဲဆိုလို့ရှိရင်ဘာဖြစ်လို့ဒီမွေတွေကရောပဲအတုလို့ဘာဖြစ်လို့ပြောလို့ရမလဲဆိုလို့ရှိရင်နံပါတ်1တစ်ခုကကြတော့ဒီမော်ဆရာတွေနဲ့မော်ဆရာတွေနဲ့အတူဖျားသင်ရအတူရှိရမဟုတ်ဘူးနံပါတ်1တစ်ခုနံပါတ်2တစ်ခုကကြတော့အဲ့မော်ဆရာတွေနဲ့အတူရှိရသူကစာရမဏဟာဆိုလို့ရှိရင်အသက်ကိုပေးစွမ်းနိုင်တဲ့သူမဟုတ်ဘူးဖျားသခင်တပါးသီးသားလင်မရှိတဲ့အရာကိုရှိအောင်ဖြစ်စေနိုင်ပြီးတော့တည်နေတဲ့အရာကိုအသက်ပြန်ရှိအောင်လုပ်နိုင်တဲ့ဖျားဆိုတော့ခါကျတော့အဲ့တောင်ဝေးကိုဖျားသခင်တပါးသီးသားလင်တကယ်မွေအစ်စ်ဖြစ်အောင်လုပ်ပေးနိုင်တယ်ဆိုတော့ဒီနေရာမှာသူတို့က magician တွေအနေနဲ့ကကြတော့သူတို့တွေကတခါတည်းသူတို့အုံနောက်ထဲမှာသူတို့ရဲ့အသက်ပညာနဲ့သူတို့ကတော့သိမှာပဲအစစ်မှန်အစစ်မှန်မောရှေတို့ရဲ့မွေကတကယ်မွေအစစ်ငါတို့လုပ်တဲ့အရာကငါတို့ကမောအတက်နဲ့လှုပ်လိုက်တဲ့အရာဆိုတာကိုအဲ့ချိန်မှာတော့သူတို့ကတော့သိမှာပဲဒါပေမဲ့ဒီအရာကိုမြင်တွေ့တဲ့မော်ဆရာတွေနဲ့အတူတူဖာရောဘုရင်ကဒီချိန်မှာလက်မခံနိုင်သေးပဲနဲ့သူတို့မြင်တွေ့တဲ့အရာကိုသူတို့ညင်းပယ်လိုက်တယ်ဟုတ်တယ်အဓိကကတော့ဖာရောမင်းပေါ့နော်ဖာရောဘုရင်ကလုံးဝလက်မခံနိုင်ဘူးအဲ့လိုမျိုးပြတဲ့အချိန်မှာဆိုရင်လည်းသူတို့ရဲ့လူမျိုးတွေကိုဣသရေလလူမျိုးတွေကိုလွတ်ခွင့်ကိုမပေးဘူးအဲ့ဒါနဲ့ပဲနောက်နေ့မှာမောရှေကနေပြီးတော့မှမနက်မှာပေါ့နော်သွားပြီးတော့မှပြောသေးတယ်နော်အငယ်ဘာမှလဲဆိုတော့ငယ်ဆက်ခွန်းမှာထာဝရဘုရားကငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သည်အဘယ်သို့သိရမည်နည်းဟုမူကားတဲ့နော်။ तू ကကင်တဲ့လှန်တဲ့ကိုမြစ်ကိုရောက်ရရေဒီသွေးဖြစ်လိမ့်မည်တဲ့ပေါ့နော်။အဲ့လိုမျိုးဖော်ပြခိုင်းတယ်။ဆိုတော့ तू ကထာဝရဘုရားကိုဖျားမှန်းမယုံကြည်ဘူး။
လက်မခံနိုင်တဲ့အတွက်ကြောင့်မို့လို့ဖခင်ကခုနကလည်းအစာတော့ကဟိုပြီးပြောသွားတယ်နော်။ तू ကထာဝရဘုရားဖြစ်ကြောင်းကိုဘာဖြစ်လဲပြောတိကိုတိစေရမယ်အတွက်ကြောင့်မို့လို့ तू ကထာဝရဖြစ်ကြောင်းတိစေဖို့ရန်တော့ပဲဒီရေကိုသွေးဖြစ်အောင်လို့မောရှေကနေပြီးတော့မှသူ့ရဲ့မြစ်ကိုရိုက်လိုက်တယ်ပေါ့နော်။အဲ့ဒီမြစ်ကိုရိုက်လိုက်တဲ့ချိန်မှာသွေးဖြစ်သွားတယ်။ဆိုတော့ဘာဖြစ်လို့အဲ့ဒါလှုပ်လိုက်တာနဲ့ तू ကဖျားဖြစ်ကြောင်းကိုသိစေရမှာလဲဘာအကြောင်းကြောင့်လဲဘယ်လိုပြောမလဲဘယ်လိုပြောဖျားဖြစ်တယ်ဆိုတော့ကိုသူတို့ရှေ့မှာတက်သေးပြရတာလဲဒီရေကိုသွေးဖြစ်ခြင်းအဖြစ်ဘယ်လိုမြင်လဲအဲ့ဒါငါတို့ဒီဖျားသခင်ကစေခိုင်းတယ်လို့မောရှင်နဲ့အာယုပြလိုက်တဲ့နမိတ်လက္ခဏာ10ခုထဲမှာဒီ plate 10ခုပြောမှာပေါ့နော်ဒီ plate 10ခုထဲမှာဆိုလို့ရှိရင်ဒီ Egypt လူမျိုးတွေယုံကြည်တဲ့အရာတွေကိုဖျားသခင်ကသူတို့ကိုပြန်မသက်သေးပြတဲ့အရာတွေအများကြီးရှိတယ်။ဘာလဲဆိုလို့ရှိရင် Egypt နိုင်ငံမှာဆိုလို့ရှိရင်သူတို့ကဖျားအများကြီးကိုကိုွယ်တဲ့သူတွေသူကဖျားပြောမယ်ဆိုရင်ဖျားထောင်ချီရ1500လားမသိဘူးအဲ့လောက်ချီများတဲ့ဖျားကိုသူကကိုကိုွယ်တဲ့သူတွေအဲ့ထဲမှာနံပါတ်1တစ်ခုပါတဲ့အရာကဒီနိုင်မြစ်နိုင်မြစ်ကိုပဲသူတို့ကိုအသက်ပေးတဲ့မြစ်ဆိုပြီးအခါကျတော့သူတို့ကဒီနိုင်မြစ်ကိုဘယ်လိုပြောဖျားတဆူမျိုးတန်ဖိုးထားပြီးတော့ကိုကွယ်တာဆိုတော့ခါကျတော့ဖျားသခင်ပထမဆုံးဒီမြစ်ကိုသွေးအဖြစ်ပြောင်းစေတယ်ဆိုတော့ခါကျတော့ဒီညမှာဖျားသခင်ကနိတို့ကိုကွယ်တဲ့ဖျားကဖျားမဟုတ်ပဲနဲ့ငါဟာဆိုလို့ရှိရင်ဖျားအစစ်မှန်ဖြစ်တယ်ဆိုတဲ့ဟောင်သူကဒီညထက်ပေါ်ပြကျေးဇူးတင်တယ်နော်ဟုတ်ပြီဒီညမှာကဒီဖယားဘယ်ပြောမလဲဖယားရှင်ကဖယားဖြစ်ကြောင်းကိုသူတို့ရဲ့ကိုးကွယ်နေတဲ့ဖယားတွေကမတက်ဆွမ်းနိုင်ဘူးဆိုတဲ့အကြောင်းအရာနဲ့ပေါ့နော်ဒါပြသွားချင်တယ်။ကျန်တဲ့ place တွေကလည်းအဲ့လိုပဲပေါ့နော်ဆိုတော့တခြား place တွေမှာကိုဘယ်လိုပြောမလဲကိုကြိုက်တဲ့ place များရှိလား place တွေကတော့ကောင်းတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုကြိုက်တဲ့ place ဆိုတာကဖယားကတော့ဒီ place တွေထဲမှာကွာဖယားကတော့ဖြစ်စေပေမဲ့အခွင့်ပေးတဲ့ place တွေရှိဘယ်လိုပြောမလဲသူတို့ကိုလွတ်မြောက်ခွင့်ပေးတဲ့ place တွေလည်းရှိသေးတယ်လေတိလားမဖြစ်ခင်မှာကြိုပြီးတော့မှအဲ့လိုမျိုးလေးတွေလည်းရှိသေးတယ်ဒီညမှာငါ trend တစ်ခုဒီ place တွေထဲမှာငါ trend တစ်ခုတွေ့တာပါလဲဆိုလို့ရှိရင်ပထမဦးဆုံးplates ထဲမှာပထမဆုံးဖြစ်တဲ့မြစ်ကနေသွေးပြောင်းစေတဲ့အရာပြီးလို့ရှိရင်ဖာဖြစ်စေတဲ့အရာရဲ့ပြီးရခါကျတော့အဲ့နှစ်ခုပေါ့နော်အဲ့နှစ်ခုမှာဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုတော့ခါကျတော့ဒီအီတီလာနိုင်ငံမှာရှိရဲ့ဝိဇာတွေကသူ counter attack တစ်ခုပြတယ်။ဖျားသခင်ကနေပေါ်သူဒီလိုမျိုးအဆိုင်ကိုပြတဲ့အရာကိုမှဒီ magician တွေကသူတို့ counter အနေနဲ့တစ်ခုပြန်ပြတယ်။ဘာဖြစ်လို့ဆိုတော့အခန်းဒီသွေးကိစ္စမြစ်ကနေပြီးတော့သွေးဖြစ်သွားတဲ့အရာဆိုလို့ရှိရင်ကိုဆိုတဲ့အရာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရောပဲအခန်းကြီး9အငယ်20မှာဆိုရှင်အကတုအမျိုးသားဝိဇာဆရာတို့သည်ဝိဇာအတက်အားဖြင့်ထိုအတူပြုကြ၏အဲ့တခုရဲ့ပြခါကျဖားကိစ္စမှာကြည့်မယ်ဆိုရှင်ဖားကိစ္စအဲ့လိုပြောမှာပေါ့နော်ဖားကိစ္စမှာကြည့်မယ်ဆိုလို့ရှိရင်ဗာလဲဆိုတော့အခန်းကြီး10အငယ်9မှာဝိဇာဆရာတို့သည်လည်းဝိဇာအတက်အားဖြင့်ထိုအတူပြု၍ဖားတို့ကိုအကတုပြေအပေါ်သို့ဆောင်ကြ၏ရဲ့ဆိုတော့ခါကျတော့ငါတို့ပထမ plate ဒုတိယ plate ကိုကြည့်လိုက်မယ်ဆိုရှင်ဒီ Egypt ရဲ့မော်ဆရာတွေကပေါ့နော်သူတို့မှာ counter attack လုပ်နိုင်တဲ့အချိန်ရှိခဲ့တယ်ဒါပေမဲ့တတိယတစ်ခုကိုကြည့်လိုက်ရခါဒီချင်းကောင်ကိစ္စမှာကြည့်လိုက်ရခါကျတော့သူတို့ဗာလဲ attack ပြန်မလုပ်နိုင်တော့ဘူးဆိုတော့ခါကျတော့ဒီညမှာဘာကိုပြောလဲဆိုတော့ကိုငါမြင်လဲဆိုတော့ခါကျတော့ဖျားကသူတို့ကိုခွင့်ပြုတလောက်အထိသူတို့ကလုံနိုင်သေးတယ်ဖျားကသူတို့ကိုခွင့်မပြုတော့တဲ့အချိန်မှာသူတို့ကဒီအရာသူတို့လှုပ်ချင်တဲ့အရာတွေကိုသူတို့ကမလုံနိုင်တော့ counter attack စာတန်နဲ့ပေါင်းပြီးတဲ့ခါကျတော့သူတို့လှုပ်ချင်တဲ့ counter attack ကိုမလုပ်ပြနိုင်တော့ဆိုတော့ဒီညမှာဖျားသခင်ရဲ့ဘယ်လိုပြောမလဲcontrol ငါတို့ဖြစ်နေတဲ့အရာတွေအားလုံးမှာဖျားသခင်က control ရှိတဲ့ခွင့်ပြုတယ်ဖျားသခင်ဟာသူ့မှာ control နိုင်တဲ့တကိုးရှိရဲဆိုတာကိုတွေ့ရတယ်အဲ့ဒီတခုပေါ့နော်ငါဒါပေမဲ့သူဖျားက control မလုပ်ရင်တော့မှသူတို့ကလောက်ကိုမလုပ်နိုင်တော့တာလေစာရင်းနဲ့ပေါင်းနေတော့မှlimit ကိုရှိရကိုက
အဲ့လိုမျိုးပေါ့နော် လူအစွမ်းအနေနဲ့ကော limit ရှိတယ်လို့စာရမာနနဲ့ပေါင်းပြီးတော့လုပ်ရင်တော့မှ limit ကရှိနေတယ်အဲ့တခုပေါ့နော် အဲ့ဒီကနေစပြီးတော့ပဲငါအမြင်မှာဆိုရင်ပေါ့နော်အဲ့ကနေစပြီးတော့ပဲသူတို့လည်းနည်းနည်းဟိုပြောမလဲ realize ဖြစ်တဲ့အခြေအနေလည်းရောက်ရင်လည်းရောက်လာကြတယ်ပေါ့နော်ဒီဘယ်လိုပြောမလဲသူတို့ရဲ့ဝိဇ္ဇာဆရာတွေရတယ်အမှန်တော့မှပဲတခြားဟိုမှာ ခန်း လေ ကြီးစက်ကိုမတော့ပြောရလေဝိဇာဆရာတို့ကဤအမှုဒီဖျားသခင်ဤတကိုကြောင့်ဖြစ်သည်ဟုဖာရောဘီအရှောက်ကြကြ၏အဲ့လိုလျှောက်တာမှဖာရောတယောက်ပဲသူကနှလုံးခိုင်မှနေသေးတာကျန်တဲ့သူတွေကအကုန်လုံးသိနေပြီပြီးဒါတွေမကသေးဘူးတခြား plate တွေမှာရှိသေးတယ်အဲ့ဒါပြီးတော့ဗာ plate တာလဲဆိုတော့ဘာကောင်းလဲရင်ရဲတွေလာတဲ့အချိန်မှာလဲလူတွေကသွားတောင်တောင်းပန်ရတယ်နော်အဲ့အချိန်မှာတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဖခင်ကလုံးဝသူ့ရဲ့ဗာလဲဒီဟေပြဲလူတွေနဲ့ဟွာနဲ့လုံးဝတီးချသွားပြီဟေပြဲတွေစီမှာဆိုရင်ဟေပြဲတွေနေတဲ့ဂေါရှင်ပြည်မှာဆိုရင်ဗာလဲဘာရင်ရဲမှမရှိဘူးနော်သူတို့နေတဲ့နေရာမှာတိုင်းပြည်မှာပြည့်နေပြီဆိုတော့ဟိုလူတွေကတော့ဟိုမှာတိနေပြီဖျားတကိုးကြောင့်ဒါပေမဲ့ဒီမှာလည်းနောက်ထပ်ဖာရောဘီယံကိုတိအောင်လို့ဆိုပြီးတော့မှလုတ်ပေးတာနောက်တစ်ခုကအဲ့ဒီမှာလုံးဝဂေါရှင်ပြည်မှာလုံးဝမကြဘူးတပြည်လုံးကြတယ်နော်အဲ့ဒါပြီးတော့မှအဲ့ဒါနဲ့ပဲမခံနိုင်တော့တဲ့အဆုံးမှာပြန်ပြီးနှင်ထုတ်ခိုင်းပြန်ရောအဲ့ဒီရင်ရဲတွေနှင်ထုတ်ပေးပါပြောတော့သူကနောင်တများရပြီလားဗောလေဟုတ်မလဲနောင်တလည်းမရသေးဘူးအားလုံးပြောင်းသွားပြီးတာနဲ့ပြန်မလွတ်ပြန်လာတဲ့ဖျားကနောက်တစ်ခုထပ်ပြီးတော့မှလောက်ရပြန်ရောအဲ့နောက်တစ်ခု plate ကဘာကြီးလဲယောဂ နေသေးတာ တရိတ်ဆန်နေတည်သွားပြန် ယောဂဆွဲပြီးတော့သိ ယောဂဆွဲပြီးတော့တည်ကြတယ်တရိတ်ဆန်နေဆိုတော့ဒီအကောင်တွေအထိပေါ့နော်တည်ကြတယ်ဟေပြဲလူတွေအကောင်တွေဆိုရင်မတည်ဘူးဒါတောင်မှပဲဒီဖာရောဘီယံကလုံးဝလက်မလျှော့နိုင်သေးဘူးလက်လျှော့တက်အောင်ဖြစ်ပေမဲ့မလျှော့သေးဘူးနောက်ထပ် plate တွေဆက်တောင်ဖြစ်သေးတယ်နော်သူရဲ့ဟာ စုပေါင်းဖြစ်တာ10ခုတော့ဒါပေမဲ့ဟိုမှာဗာလဲဖြစ်တဲ့ပုံစံကျန်းစာမှာပြောပြတဲ့ဟာအသေးချာဖတ်ကြည့်မယ်ဆိုရင်ပေါ့နော်10ခုရှိရနောက်ဆုံးတစ်ခုကဗာလဲတားဦးတွေတည်တယ်တည်သွားအဲ့ခါကျမှသူကလွတ်ပေးလိုက်ရလေနော်ဒါပေမဲ့ဒီအရှိက6ခုကိုကြည့်ရဲ့အခါမှာဟိုသူက set 3ခုအနေနဲ့တွေ့ရတယ်1ကနေ3ထိ set တစ်ခု4ကနေ6ထိ set တစ်ခု9ကနေ9ထိ set တစ်ခုပေါ့နော်ဆိုကြည့်ရခါမှာပထမ set alike တိုင်းမှာပထမနှစ်ခုကပထမဘေးတဲ့နှစ်ခုအမြဲတမ်းဖျား warning အရင်ဆုံးပေးတယ်ပြီး set တိုင်းရဲ့နောက်ဆုံးတစ်ခုက warning မပါဘဲနဲ့လာတယ်ပေါ့နော်ဖျားပေးလိုက်တယ်အဲ့ဒီ pattern ကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီဖျားက plate ကိုပေးတယ်ဆိုတာကဒီ equity လူတွေသူကထာဝရဖျားဆိုတာတီးဖို့ရန်အတွက်ဖျားကပေးလိုက်တာဖြစ်ပေမဲ့တစ်ဖက်မှာလည်းဖျားကဟိုသူထာဝရဖျားဖြစ်ကြအောင်ပြနေရင်းနဲ့တောင်မှသူကဒီ equity လူတွေကိုသူကဟို mercy ကရုဏာပေးတယ်ကွာဘာလို့လဲသူက warning ပေးလိုက်တယ် warning ကြိုတင်ပြောရပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲအဲ့ချိန်အခါ equity လူတယောက်အနေနဲ့စဉ်းစားမယ်ဆိုရင်ဖာရောဘီယံကဥမာဖျားမောရှေနဲ့အာရောကဖာရောရှေလာပြီးပြောရလေနော်နင်နဲ့ပြန်ငါလူတွေကိုမလွတ်လို့ရှင်ရင်နင်တိုင်းတစ်ပြည်လုံးသွေးဖြစ်စေမယ်ဘာညာအဲ့လို warning ရင်ဆုံးပေးတယ်ကွာအကယ်၍ဖာရောဘီယံကနားမထောင်မှုဆိုရင်တော့မှကို့အနေနဲ့သူ့အနေနဲ့ individually သူတို့နေယုံခဲ့လို့ရှင်သူတို့ကြိုတင်ပြီးတော့ရွေးချယ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုနီးနဲ့ဖះကဘယ်လိုပြောမလဲသူရဲ့ mercy ကိုဒီတပါးမျိုးသားတွေစီမလဲသူတနည်းတစ်ပုံပြနေတယ်လို့လည်းမြင်မိတယ်အဲ့ဒါကိုလေငါဖတ်တဲ့ဟာထဲမှာငါတခုဥစားတယ်ဖျားသခင်က warning တခုပေးလိုက်တယ်အဲ့မိုးတီးကိစ္စမှာလားမသိဘူးမိုးတီးကိစ္စမှာဟာနော်မိုးတီးက okay အခန်းငယ်အခန်းကြီး9အငယ်18မှာစပြီးအခါကျတော့မိုးတီးရွာမယ်ဆိုတော့မိုးတီးကြမယ်ဆိုတော့ဟာကိုပြောထားတယ်ပြောထားပြီးအခါကျတော့ဖျားသခင်ကအခုနောက်ဟောပြီးပြောလို့ warning ပေးလိုက်တယ်warning ပေးပြီးအခါကျတော့ဒါကခုနှစ်ခုမြောက်
ဆိုတော့ warning ဖျားပေးထား အခန်းငယ်20မှာ9ရက်20မှာကြီးလိုက်မယ်ဆိုရင်ထာဝရဖျားဤနှုတ်ကပတ်တော်ကိုကြောက်ရွံ့သောဖာရောဘရင်ဤကျွန်တို့သည်မိမိကျွန်နဲ့မိမိတရိษံတို့ကိုအိမ်တို့ပြေးစေကြ၏အခုနပြောလိုမျိုးပဲတကယ်တမ်းကျတော့ဒီဖျားသခင်ကဒီ plates ကိုဒီကတ်ဆိုးတွေကိုသူတို့စီကိုကြားရောက်ပေးတယ်ဆိုတာကနံပါတ်1တစ်ခုကဖျားသခင်ကခုနပြောငါတို့ကျမ်းစာထဲမှာဖတ်သလိုသူဟာဖျားတူလောကကြီးမှာတပါးသီးတော့ဖျားသူသာလင်ဖျားအစ်စ်မှန်ဆိုတာကိုပြချင်လို့သူတို့ကိုပြတာတစ်ခုနောက်တစ်ခုကကြတော့ဒီဣတိလလူမျိုးတွေအပေါ်မှာဆိုရှင်ဖျားသခင်ဣတိလလူမျိုးမဟုတ် sorry အဂဒုလူမျိုးတွေအပေါ်မှာဆိုရှင်ဖျားသခင်က judgment တစ်ခုအနေနဲ့သူတို့ကိုပေးရအတွက်ကြောင့်မလို့ဒီနေရာမှာဒီ place တွေကိုသူတို့ခံစားရတယ်ဒါပေမဲ့ဖျားသခင်ရဲ့ judgment ထဲမှာလူတွေကပြောကြရကွာဒီငါတို့လောကမှာဒီဟာခံစားရတယ်ပေါ့နော်ဒီအရာရှိရတို့ဖျားမတရားဘူးဒီအရာတွေသူခွင့်ပြုတယ်ဒီအရာတွေသူဖြစ်စေရဆိုပဲပြောရသူတွေအတွက်ကဖျားသခင်ဟာဆိုလို့ဖျားသခင် judgment ကအမြဲတမ်းသူ့ရဲ့ mercy နဲ့တွဲတယ်ဆိုတာကိုဒီညမှာတွေ့ရတယ်ခုနကပြောဆိုအမြဲတမ်း warning ကရှိရယ် warning ရှိပြီးရခါကြတော့မှဒီ warning ကိုကြားပြီးခါကြတော့ဖျားသခင်ကိုကြောက်ရွံ့တဲ့သူကသူတို့မှာရွေးချယ်ပိုင်ခွင့်ရှိရယ်သူတို့မှာ action ယူနိုင်ခွင့်ရှိရယ်ဖျားသခင်ရဲ့ judgment ကိုကြည့်ပြီးအခါကျတော့ငါတို့ကဖျားသခင်ကလုံးဝ cruel ဖြစ်တဲ့သူရက်စက်ကြမ်းကြုတ်တဲ့သူချစ်ချင်းမြတ်တာမရှိဘူးအဲ့လိုမျိုးဆိုတော့သူ့ဖျားသခင်ကိုတစ်ဖက်သက်ကြီးနဲ့ပြောလို့မရအောင်ဖျားသခင်ရဲ့ judgment ကအမြဲတမ်းသူ့ရဲ့ mercy နဲ့အမြဲတမ်းတွဲတယ်ဆိုတာကိုငါတို့ဒီနေရာမှာအမြဲတမ်းတတိယဖို့အတွက်အဲ့တခုပေါ့နော်ဆိုတော့ဒီ plate တဲ့အားလုံးပေါ့နော်10ခုလုံးမှာကြည့်လိုက်မယ်ဆိုရင် punishment ကြီးပဲပေးနေတာမဟုတ်ဘူးလေเนาะခုနပြောသလိုအမြဲတမ်းပဲ mercy အမြဲတမ်းလိုက်လာတဲ့အတွက်ကြောင့်မို့လို့ခုနကပြောတဲ့ဖျားခင်ကိုယုံကြည်တဲ့သူတွေเนาะကျွန်နေတော့ဒါဘယ်လိုပြောလဲအစကရေကယုံကြည်ထားတဲ့သူတွေမဟုတ်ဘူးနောက်မှနမိတ်လက်ခလိုင်းနဲ့သူတို့တွေ့တဲ့အချိန်မှာစစ်မှန်တဲ့ဖျားပါလားဆိုတာသိသွားပြီးတော့မှနောက်လိုက်ကြတဲ့သူတွေဖြစ်တယ်ဆိုတော့အခွင့်နဲ့အများကြီးဖျားကပေးထားပေးတယ်ပေါ့နော်ဆိုတော့တို့ရဲ့အသက်တာမှာရောဒီလိုမျိုးခက်ခဲမှုပြောတယ်ဒီလို supernatural ဖြစ်တဲ့အရာတွေကြုံမှုကြလားတွေ့ဘူးလားဒီလိုမျိုးကြားဘူးတာတော့မြင်ဘူးတာတော့ချောက်ဘူးတာတွေကတော့ရှိတာပေါ့ဒါပေမဲ့ဒါသူများတွေတဆင့်ပြောတဲ့ဟာတွေဆိုတော့လေကိုယ်တိုင်တော့မျိုးတော့မကြုံဘူးအရင်တော့ကကြတော့ဒီလိုမျိုးဘယ်လိုပြောမလဲsupernatural thing တွေအခုဒီလိုမျိုးဖြစ်တာပေါ့နော်ဝိဇ္ဇာတက်တို့ဘာတို့ဆိုရင်တကယ်နန်းတော်ထဲမှာပါရှိကြတယ်ပြီးရင်ဖျားဘက်ကနေလည်းမောကြကြတော့ဒီလို perform လုပ်ကြတယ်ပေါ့နော်အဲ့ဒါတွေကိုကြားကြည့်လိုက်တဲ့ချိန်မှာကိုကတကယ်ကိုဒီအခုခေတ်မှာမမြင်ရသေးတဲ့ဘယ်လိုပြောမလဲမတွေ့ကြုံဖွဲ့သူတော့ဒါဒန္တာကြီးလိုမျိုးဖြစ်နေလိမ့်မယ်တကယ်ကိုဘဝမှာတွေ့ကြုံလာရတဲ့အချိန်မှာဆိုရင်ကိုကဘယ်လိုမျိုးကိုရွေးချယ်မလဲဒီမှာဆိုနှစ်ခုရွေးချယ်စရာရှိတယ်စာနယ်ဖက်လည်းရွေးချယ်လို့ရတယ်ဟိုလိုမျိုးပေါ့နော်ဟိုပြောမလဲတကိုးလည်းပြနိုင်တယ်လေကိုဘက်ကလူတွေတကိုးလည်းပြနိုင်တယ်ဒါပေမဲ့တကယ်အသက်ပါခုနပြောအသက်ပါတဲ့ဟာမဟုတ်နိုင်ဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးခက်ခဲတွေတွေ့ကြုံလာတဲ့အချိန်မှာဆိုရင်လေကိုကဘယ်နေရာရွေးချယ်တယ်လဲဆိုတာလေဘယ်လိုပြောမလဲကိုယ့်ရဲ့ဆုံးဖြတ်ချက်မှာမူတည်သေးတယ်အေဂုတုလူတွေကဒီကြည့်တဲ့သူတွေပေါ့နော်တွေ့ကြုံလာတဲ့အချိန်မှာစစ်မှန်တဲ့ဖះကိုပဲရွေးချယ်သွားတဲ့သူတွေရှိကြတဲ့အတွက်ကြောင့်ပေါ့နော်ရွေးချယ်မှုကလည်းအရန်ကိုပဲအရေးကြီးတယ်ဒီထဲမှာပေါ့နော်ပြီးတော့မှဒီထဲမှာခွန်အားရတဲ့ဟာတွေရှိလားခွန်အားရဆိုတော့စဉ်းစားမိရပါတော့ဖះကအဲ့လိုပေးတယ်ပေးတယ်ပေးပြီးသွားလို့ရှိရင်ဖះကအဲ့တိုင်း target ဒါမဟုတ်ဘူးပေးတယ်လာပြီးတော့လို့ရှိရင်ဖះပြန်ပြီးရုပ်သိမ်းပေးတယ်ဥမာရဲတွေဆိုရင်အဲ့တိုင်းပဲဖះအဲ့တိုင်းပဲလွတ်ထားလိုက်တာမဟုတ်ဘူးပြီးပြန်ရုပ်သိမ်းပေးတယ်လေပြီးမှနောက်တစ်ခုလာတယ်အဲ့လိုမျိုးကွာဆိုတော့ဘယ်လိုပြောမလဲဖះပြောရမယ်ဆိုရင်ဖះကလူသားတွေအမြင်အရဆိုရင်တဘာဝလွန်နမိတ်တွေဖះပြနေတာပေါ့နော်လူအမြင်အဲ့ဒီချိန်ခေတ်ကာလအဂဒုလူတွေအီတလူမျိုးတွေနေနေဆိုသူတို့အရန်အော်မှာပဲသိရမှာ
ခါမှမမြင်ဘူးတဲ့အရာတွေရုပ်တရက်ကြီးရင်ရဲတွေများလာရုပ်တရက်ကြီးမိုးသီးတွေအများကြီးကျလာတာရုပ်တရက်ကြီးလူတွေအကုန်လုံးအနှစိမ့်တွေပေါက်လာတယ်ပြီးရင်ပြန်ပြောက်သွားတယ်ဖျားကမောရှေကဖျားမောရှေနဲ့တစင်ဖျားအမိန်ပေးလိုက်တာနဲ့ဒါတွေအကုန်လုံးပြန်ပြောက်သွားဆိုတော့သူတို့အနေနဲ့ကဒါလုံးဝကြီးမားတဲ့နမိတ်လက္ခဏာတွေပဲကွာဒါပေမဲ့သင်္ကန်းစာမှာပြောတဲ့ဟာတခုငါကြိုက်တာဒီလိုနမိတ်လက္ခဏာတွေကတချို့သူတွေကိုဆွဲဆောင်နေတဲ့အချိန်မှာတချို့သူတွေကိုတော့ repel လုပ်လိုက်မယ်ပေါ့နော်တချို့သူတွေကတော့မယုံကြအောင်သိရမလားဗာလဲဒါကဒါသူတို့တကယ်လောက်တာမဟုတ်တော့ပါဘူးဒါဗာလဲခရစ်တော်ခေတ်အချိန်တော့လို့ပေါ့ဟိုဗာလဲ Parishes ပြောသလိုလေဒါမကောင်းဆိုးဝါးနဲ့ပေါင်းပြီးလုပ်နေတာအဲ့လိုပြောတတ်ကြတယ်ပေါ့နော်ဆိုတော့ငါတို့အနေနဲ့လည်းလက်ရှိသက်တာမှာတော့ငါတို့မြင်တော့မြင်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမြင်လာတဲ့အခါမှာကိုယ်တိုင်ကိုယ်ကြမြင်လာတဲ့အခါမှာငါတို့လည်းယုံတဲ့သူတွေဖြစ်မလားမယုံတဲ့သူတွေဖြစ်မလားဆိုတာတော့မသိဘူးပေါ့နော်ဒါပေမဲ့သင်္ကန်းစာတစ်ခုရတာကတော့ဘယ်လိုပြောမလဲတခါတည်းငင်းပယ်လိုက်ဖို့မဟုတ်ဘူးအဲ့ဒါမျိုးတွေ့တဲ့အခါမှာလေတခါတည်းမငင်းပယ်ပဲနဲ့ဖျားရဲ့နှုတ်ကပတ်တော်နဲ့အရင်ဆုံးစမ်းစစ်ကြည့်ပြီးမှဖျားစီရလာတဲ့ဟာဆိုလို့ရှိရင်ငါတို့လက်ခံယူတတ်ဖို့အရေးကြီးတယ်လို့မြင်တယ်။ဘာလို့ဆိုအေဂုတုအိခေတော့အေဂုတုတွေဘက်ကကြည့်မယ်ဆိုရင်လည်းဒါကသူတို့အတွက်အသစ်ဆန်းဖျားလေတခါမှမကြောက်ဘူးလေဖျားဆိုတော့ဒါကိုသူတို့လက်ခံဖို့အတွက်ကလည်းသူတို့ခဲရင်မှာပဲဒါပေမဲ့သူတို့လည်းကြည်ရင်နဲ့ plate တွေတစ်ခုပြီးတစ်ခုဖြစ်သွားကြည်ရင်နဲ့ဒါကတကယ်မှန်တဲ့ဖျားပဲဆိုပြီးတော့သူတို့လက်ခံတဲ့အခါမှာတချို့သူတွေဆိုရင်ခုနမိုးတိကျခါမှာသူတို့အကောင်နေသူတို့အိမ်ထဲသွင်းလိုက်တယ်အဲ့လိုမျိုးရှိရလေနော်ဆိုငါတို့လည်းအဲ့လိုမျိုးတွေ့တဲ့အခါမှာဖျားစီကလာတာမှန်တယ်ဆိုလို့ရှိရင်ခံယူဖို့ဘယ်လိုပြောမလဲမတွန့်ဆုတ်ဖို့လည်းအရေးကြီးတယ်လို့တော့မြင်တယ်ငါဆိုဗလဲဖျားရဲ့ mercy အကြောင်းငါထပ်ပြောချင်တော့ဗီဒီယိုမှာဗလဲဆိုလို့ရှိရင် plates ကအများကြီးရှိရင်အများကြီးရှိမယ်ငါရက်အကန့်အသတ်ဘယ်လောက်ရှိနိုင်မလဲဆိုဖို့ငါတွက်ခဲ့သေးတယ်ငါထင်တာတော့အနည်းဆုံးအဲ့ဒီ plate 10ခုလုံးက15ရက်လောက်ထိတော့မကြာတော့ဘူးအကုန်လုံးအဆအဆုံးလေအဆတစ်ကနေစအဲ့ plate တစ်ကနေစဖို့အဆုံးထိကို15ရက်လောက်ထိတော့မကြာတော့ဘူးplate တချို့ plate တွေဆိုလို့ရှိရင်10မိနစ်ထဲနဲ့တင်ပြီးသွားနိုင်တဲ့ plate ပြီးသွားတဲ့ plate မျိုးတရက်ထဲမှာတင် plate က2ခု3ခုလောက်တော့ကြာပြီမဲ့ဘောနော်ဒီညမှာကဘာငါဘာပြောချင်တာလဲဆိုတော့ခါရောဖျားသခင်ကသူ judgment ကိုအတွက်ကိုသူရဒီ place ကိုတုံးလိုက်ပြီမဲ့သူကအဲ့ဒီကာလကိုမကြာရှည်စေဘူးကျန်စာထဲမှာလည်းပြောလို့ပဲပေါ့နော်ချောင်းမတဲ့သူတွေအတွက်တန့်ရှင်တဲ့သူတွေအတွက်ဖျားဆိုလို့ရှိရင်သူရဲ့ judgment ကာလကိုမကြာစေဘူးဆိုတဲ့အတိုင်းဒုက္ခဆင်းရဲခြင်းကာလကိုပေါ့နော်မကြာစေဘူးဆိုတဲ့အတိုင်းပဲဒီ place ကာလကလည်းမကြာခဲ့ဘူးအဲ့ဒီအရာတခုဒါဖျားရဲ့ mercy အကြောင်းကိုဒီညမှာလည်းပြောရဲဆိုတော့ကိုငါပြန်မြင်တယ်အကယ်လို့ဒီဒုက္ခတွေသာသူတို့လည်းကြာခံရမယ်ဆိုလို့ရှိရင် merciful God လို့မြင်ဖို့တော့မလွယ်တော့ဖျားသခင်ရဲ့ merciful ဆိုတော့ကိုလည်းပြလို့ရတော့မှာမဟုတ်ဖျားသခင်က तू merciful ဖြစ်တယ်ဆိုတော့ကို तू ပြရှင်တဲ့အတွက်ကြောင့်မလို့အဲ့ဒုက္ခတွေကိုသူတို့ကိုအကြိုက်ပေးမခံစေဘူးဒီ place တွေကပေါ့နော် Israel လူမျိုးဘက်ကနေကြည့်မယ်ဆိုရင်ရောဘယ်လိုမျိုး view မြင်လိုက်မယ်လို့အခုကြောင့်ငါတို့ Egutu တွေပဲအရင် focus က Egutu ပေါ်မှာကြာရောက်တဲ့အတွက်ကြောင့်ပေါ့နော် Israel လူမျိုးအတွက်ကြတော့ဘယ်လိုမျိုးဖျားကိုမြင်သွားမလဲIsrael လူမျိုးရဲ့တော့ကြောင့်ငါထင်တာကျသူတို့မိထားခဲ့တဲ့ဖျားကိုပြန်ပြီးတတိယစေတယ်အရာလို့တကယ်လုံနိုင်မှာလားအဲ့လိုမျိုးလားငါတို့ပိုးပွားတွေကနေစဖို့ကိုးကွယ်ခဲ့တဲ့ဖျားကတကယ်ပဲဒီလိုမျိုးတကိုးရှိတဲ့ဖျားတကယ်ပဲစစ်မှန်တဲ့ဖျားဆိုတာပါလားသူတို့အနေနဲ့လည်းပြန်ပြီးတော့မြင်စရာဖြစ်လိမ့်မယ်လို့ငါမြင်တယ်အေးပေါ့နောက်ဦးနှစ်ဖက်အတွက်ကဘယ်လိုပြောမလဲတက်ရောက်လိုအပ်တဲ့အရာဖြစ်တယ်ပေါ့နော်အဲ့ဒီဒီချလိုက်တဲ့ plates တွေကဒီဣသရေလဗာလဲအကုတုလူမျိုးအတွက်ပဲမဟုတ်ဘူးဒီအရာကြီးอ่ะပေါ့နော်ဆိုတော့ဣသရေလလူမျိုးအတွက်ပါနှုတ်နှစ်ပတ်ကဖြစ်ခဲ့ဒါကြောင့်မလို့ဘုရားခင်က justice နဲ့ mercy အများတွဲနေတယ်ဆိုပြီးတော့ပူပြီးတွေ့ရတယ်သူတို့ဘက်ကတွင်းမယ်ဆိုရင်လည်းသူတို့လည်းပြောရမယ်ဆိုရင်
ကျွန်အဲ့နိုင်ငံမှာသူတို့ကျွန်ဖြစ်လာနှစ်ပေါင်း400ကျော်နေပြီလေသူတို့အနေနဲ့အမြဲဖះကိုယုံကြည်ဆိုရင်သူတို့လည်းအမြဲတမ်းဖះစီမှာသူတို့တောင်းလျှောက်ကြတယ်ကွာသူတို့ကဲတင်ဖို့အတွက်တောင်းလျှောက်ကြတယ်အခုဖះကအဲ့လိုမျိုးနမိတ်လက္ခဏာပြတဲ့အခါမှာသူတို့အနေနဲ့တော့စဉ်းစားနောက်ဆုံးတော့ငါတို့ဖះငါတို့ကဲတော့မှာပဲငါတို့ဖះစတင်လှုပ်ရှားလာပြီဆိုပြီးသူတို့အဲ့လိုခံစားမိပါပဲပေါ့နော်ဆိုတော့တခါအဲ့သူတို့ဘယ်လိုပြောမလဲသူတို့ကျွန်ဖြစ်လာတာကျွန်ဖြစ်ရတဲ့အကြောင်းရင်းဆိုလို့ရှိရင်အကြောင်းရင်းတော့မဟုတ်ပါဘူးသူတို့ကျွန်ဖြစ်ရတဲ့ဖြစ်ရက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကinjustice လို့ပြောလို့ရမှာပေါ့သူတို့အနေနဲ့မတရားမှုခံနေရတဲ့သူတွေလေဆိုတော့အခုခေတ်မှာလည်းအဲ့လိုပဲလူတွေဆိုရင်အထူးသဖြင့်ဖျားအောင်မယုံတဲ့သူတွေဆိုလို့ရှိရင်အပြစ်ရှာပြောချင်ကြတာကွာဗာလဲမကောင်းတဲ့အရာတွေဂျာရဲ့ခုဆိုရင်လည်းတရင်ဆိုခဏခဏကြားနေရကွာညီတို့ဖျားကချစ်ချင်းမြတ်တာဖျားဆိုလို့ရှိရင်ညီတို့ဖျားမှန်တယ်ဆိုလို့ရှိရင်အကုန်လုံးတတ်နိုင်တယ်ဆိုလို့ရှိရင်ဘာလို့ तू ကဒီဟာတွေ तू ကလောကမှာဖြစ်ခိုင်းစေရလဲဆိုပြီးတော့ပြောရတယ်ကွာအကယ်၍ဖျားကအဲ့လိုမကောင်းတဲ့အရာတွေမကောင်းတဲ့အရာတွေလုပ်နေတဲ့သူတွေအကုန်လုံးတကယ်တခါတည်းဒဏ်ပေးလိုက်မယ်ဆိုရင်လည်းညီတို့ဖျားချစ်ချင်းမြတ်တာရှိရဲ့ဖျားလည်းမဟုတ်ဘူးအရင်ရက်ဆက်တဲ့ဖျားအဲ့လိုပြောကြပြန်သိမလားကျန်းစာတဲကအဖြစ်ပြက်တွေလည်းချွတ်လူတွေယူပြီးပြောကြတယ်လေဖျားချစ်ချင်းဒဏ်ပေးတဲ့အဖြစ်ပြက်တွေဆိုရင်ညီတို့ဖျားအရင်ရက်ဆက်တဲ့ဖျားပဲပြီးလေပြီးဗာလဲဖျားက injustice ကိုဟိုအကြာကြီးဖြစ်စေတဲ့ဟာမျိုးဆိုရင်ညီတို့ဖျားကချစ်ချင်းလဲ action မယူဘူးပြောကြတယ်ပေါ့နော်ဆိုတော့ဆက်ချင်းဦးဆန်းပြောသလိုပဲဘယ်လိုပြောမလဲလူတွေအမြင်မှာကငါတို့လူသားအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တွေးနဲ့လူအမြင်လူအတွေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဖျားရဲ့လှုပ်ရက်ကိုနားလဲ 100% နားလဲနိုင်ပေါ့ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဖျားကတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာငါတို့လူသားတွေအနေနဲ့လုံနိုင်တဲ့အကောင်းဆုံးသောအရာကဘာလဲဆိုတော့ဖျားကသူလှုပ်တဲ့အရာတိုင်းမှာwe have to believe that he is perfect in all his ways ကွာသူ့အနေနဲ့ तू ကအရင်အကုန် perfect ဖြစ်နေပြီသား तू က goodness နဲ့ပြည့်နေတဲ့ဖျားဆိုတဲ့ဟာကိုတစ်ထစ်ချယုံကြည်ထားဖို့အရေးကြီးတယ်ကိုယ့်ဘက်ကနေမြင်တာဘယ်လိုပဲမြင်ဒါကအရေးမကြီးဘူးအဓိကဖျားရဲ့ရှိခြင်းဖျားရဲ့ဖြစ်ခြင်းကအရေးကြီးတယ်ဆိုတဲ့ဟာဟုတ်တယ်နော်ပြီးရင်ခုနက merciful ဖြစ်တဲ့ဟာကိုထပ်ပြီးပြောရမယ်ဆိုရင်ဖះကသူတို့ဗာလဲအဓိကသူတို့ဖះပေါင်းများရှေ့ထဲမှာဒီဖះတွေရွေးပြီးတော့လှုပ်ပေးတယ်ဆိုတော့လေသူတို့တခြားမှာနေဖះလဲရှင့်ရှိပါပဲအဲ့ဒါတကယ်လို့ဒါနေဖះဆိုလို့နေကြီးကိုဒါဒီသူပြလိုက်မယ်ဆိုရင်ပေါ့နော် तू ကပိုင်တဲ့ဖះရှင်ကပိုင်တဲ့သူဖြစ်တော့နေကြီးတော့ပြမယ်ဆိုရင်တော့ तू မပြောတဲ့ကဘာတစ်ခုလုံးတော့မှပဲမီးလောင်သွားရင်လည်းတော့လောင်သွားနိုင်တယ်အဲ့ဒီအချိန်မှာဆိုရင်ဒီလူကဘယ်လိုပြောမလဲ repent လုပ်ဖို့အတွက်မပြောနဲ့တိဖို့တော့မှဘယ်လိုပြောမလဲအချိန်ရလိုက်မှာမဟုတ်ဘူးအဲ့လိုမျိုးတွေလည်းဖြစ်သွားနိုင်တယ်ဆိုတော့ဖက်ကကြည့်မယ်ဆိုရင်ဖေကအရန်ကြီးမားတယ်လို့ထင်ရမှာပဲဟာဘာလို့အဲ့လောက်ထိတောင်လောက်တာလဲဒါပေမဲ့အများကြီးဟိုကြီးရှုပြီးတော့မှပဲဖះကလေလှုပ်ပေးတာအဲ့လိုဆိုတော့အားကြောင့်ပဲဖះလှုပ်တဲ့လှုပ်ရက်တိုင်းကမြစ်တာနဲ့ပြည့်တယ်လို့ justice နဲ့လည်းပြည့်နေတယ်မေတ္တာရှင်ဖះမတော်တော်လေးကိုဘယ်လိုပြောမလဲအခုစဉ်းစားမှပဲပို့ပြီးတော့ပေါ်လာတာလေနော်အဲ့လိုမျိုးအားကြောင့်တခါတလေကိုကသာကျန်းစာထဲမှာဟာအခုမှသာဖက်ရလို့နားလေတာအဲ့ချိန်မှာဖြစ်ပြက်နေတဲ့အချိန်ပေါ့နော်ဒီလူတွေကနားလေဖို့အတွက်ကတော်တော်ခဲရင်မှာပဲဒီနော်အားကြောင့်မလို့အခုလက်ရှိအချိန်ငါတို့အချိန်တွေမှာကိုဘွားအချိန်တွေပဲဖြစ်ဖြစ်လောကအချိန်တွေဝဲဖြစ်ဖြစ်ကြီးလိုက်ရခါမှာနားမလည်နိုင်တဲ့သူတွေလည်းရှိမှာပဲလောကရဲ့အခြေအနေဒီအခြေအနေနဲ့အခုအဲ့အီတီလာနိုင်ငံမှာဖြစ်နေတဲ့ plate အခြေအနေနဲ့โอเคငါတို့နိုင်ငံလဲကွာမှာမဟုတ်ကြည့်မဟုတ်ကွာသူတို့ဆိုရင်လဲဒီဖာရောဘရင်ကခေါင်းမာလို့ဒီ plate တွေတစ်ခုပြီးတစ်ခုသူတို့ခံရတယ်လေနော်ငါတို့နိုင်ငံလဲခေါင်းမာလို့ခေါင်းဆောင်တစ်ခါတလေမှာခေါင်းဆောင်တွေကြောင့်ငယ်သားတွေကခံစားရတာတွေရှိရပေါ့နော်ဟုတ်တယ်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါအဲ့ဒီသူတို့ plate တွေတစ်ခုပြီးတစ်ခုဖြစ်သွားတယ်6ခုမြောက် plate ကလုံးဝအမောင်မအတီးဖြစ်တယ်ပေါ့နော်ဆိုတော့အခုနောက်အောင်ဆန်းပြောစချင်သူတို့တွေလည်းနေရအဆင်ပြေကြမှာမဟုတ်ဘူးကွာယုံကြည်ရလည်းခက်ကြမှာပဲဇဝေးဇွာတွေဖြစ်ကြမှာပဲဒါပေမဲ့အဲ့မောင်မိုက်တိဖြစ်တာ3ရက်တောင်ဖြစ်တယ်3ရက်တောင်ဖြစ်တယ်ဆိုတော့သူတို့ဘာမှလုပ်လို့မရအောင်စဉ်းစားကြည့်နော်သူတို့ဒီနာနေဟိုနာ
ကိုပေမှာထိုင်နေသူဘယ်သူလဲဆိုတာတော့တို့တွေ့ရမှာမဟုတ်ကွာဆိုတော့ဘယ်မှတို့သွားဖြစ်မှာမဟုတ်အဲ့မျိုးဆိုတော့စဉ်းစားကြည့်အဲ့လိုအမောင်မှာကိုရှိနေတယ်တို့စဉ်းစားလို့ရနေတော့ဆိုတော့အဲ့ချိန်မှာမတော့တို့အကုန်လုံးတို့စဉ်းစားနေမှာပါဒီຢာတွေဖြစ်နေတယ်ဒီဣသရေလလူတွေဖခင်ကတကယ်မှန်တဲ့ဖခင်လားဣသရေလလူမျိုးတွေဆိုရင်လည်းငါတို့ဖခင်ကတကယ်ငါတို့အတွက်လုပ်နေငါတို့ဘယ်တော့လူမြောက်မှာလဲမဟုတ်လေဖခင်ကငါတို့ရဲ့တောင်းဆိုတဲ့နေငါတို့တောင်းလျှောက်တဲ့နေဖခင်ကနားမြောင်းနေတကယ်ကိုမြတ်တာရှင်ဖခင်ပါဒါမျိုးတွေတို့3ရက်တောင်တို့ထိုင်ပြီးတော့ပဲတွေးနေရမှာကွာဖာရောဘရင်လည်းအဲ့လိုပဲ तू အဲ့ဒါပဲ तू ထိုင်မျိုးပြန် reflect လုပ်နေရမှာပဲအဲ့3ရက်အတွင်းပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲငါတို့လည်းအဲ့လိုအခုလက်ရှိချိန်မှာအဲ့လိုဇိုရီတွေဖြစ်တယ်ဆိုလို့ရှိရင်အချိန်လေးယူပြီးတော့ reflect လုပ်ဖို့အချိန်ယူဖို့အရေးကြီးတယ်ပေါ့နော်အဲ့ plate ကငါတို့လိုက်လျှောက်တဲ့အရာလို့ပြောတာတော့မဟုတ်ပါဘူးကွာအမကိုယ့်ရဲ့အခါအမောင်ချပြီးတော့အဲ့လိုပြောချင်တာတော့မဟုတ်ပါဘူးကွာဆိုတဲ့အကောင်းမြင်ပြီးတော့ယူလိုက်တဲ့အခါမှာအဲ့လိုမျိုးလေးတော့မြင်တယ်ပေါ့နော်အားကြောင့်လောကမှာအခုလူတွေကခုနအော်ပြောဆိုဘာဖြစ်လို့ဖះအဲ့လိုမလုပ်သေးရလဲအဲ့လိုမျိုးဇောရကတက်ချင်တဲ့ဟာပေါ့နော်အခုနားမလဲပေမဲ့ကိုကဖះဘက်မှာပဲအမြဲတမ်းရွေးချယ်ပြီးတော့မှနေပြီးတော့မှတစ်ချိန်မှာဒီဟာတွေရဲ့အဖြေလဲတိလာရအောင်ပါပဲဆိုတော့အဖြေဆိုအမြဲတမ်းဖះစီမှာရှိနေတယ်ဒါတော့မှအဲ့ချိန်တော့မကြည့်ပဲနဲ့အခုဆိုရင်တော့ငါတို့တွေကဖတ်လို့ရနေပြီလေဆိုတော့ဒီအခုပြပြနေတဲ့အရာတွေဟာဆိုရင်လေတိတ်ကြရင်တော့ပေါ်လာအောင်ပါပဲရလာအောင်ပါပဲဆိုတော့ကျမတို့ဒီအခုအသက်ရှင်နေတဲ့လောကမှာပေါ့နော်အသက်ရှင်နေတဲ့ရွေးကတော့ spiritual war ကတော့အမြဲတမ်းဖြစ်ပျက်နေအောင်ပါပဲဆိုတော့ကျမတို့ကဆင်ခြင်ရမယ်တမန်ကျမ်းစာကိုလည်းကြည်ရမယ်ဖတ်ရမယ်ဘာလို့လဲဆိုတော့တမန်ကျမ်းစာမှာဖြစ်ပျက်ခဲ့တဲ့အရာတွေလည်းဖတ်လို့ရနေပြီသိခွင့်ရနေပြီဆိုတဲ့အတွက်ကြောင့်မလို့ကျမတို့လောကမှာအသက်ရှင်နေတဲ့ကာလပတ်လုံးဒီ war ကိုကြုံနေရမှာဆိုတော့ကျမတို့ကဘုရားသခင်ကိုလည်းတည်ထားရမယ်ဘယ်လိုတည်ထားမလဲဆိုတော့ဘုရားသခင်ဟာmerciful လည်းဖြစ်တယ်တပြိုင်တည်း justice လည်းဖြစ်တယ်ဆိုတာကိုအမြဲတမ်းသိထားပြီးတော့ပေါ့နော်ကျမတို့ရဲ့အသက်ရှင်တဲ့အချိန်မှာဘုရားသခင်ကိုရွေးချယ်ပြီးတော့မှတေချာကိုရဲ့ဘဝသက်တာကိုစဉ်းစားဆင်ခြင်ပြီးတော့တက်ရှင်ဆောင်လန်းနိုင်ကြပါစေလို့ပြောရင်းနဲ့ပဲကျမတို့ရဲ့ဒီနေ့ discussion ကိုအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်